နောက်တစ်ကြိမ်အသက်ပြန်ရှင်ခွင့်ရရင်သူ့ကိုဘယ်တော့မှမလက်ထပ်တော့ဘူးကံကောင်းစွာနဲ့ကျမတကယ်ပဲဘဝကိုပြန်ဆနိုင်ခဲ့တယ်ကျမနှက်ခမ်းကိုကိုက်ထားရင်းခေါင်းခါပြီးပြောလိုက်တယ်မဟုတ်ဘူးကျမအမရဲ့စာပေပါရမီကိုထပ်မယူချင်တော့ဘူးအမကရေမောလိုက်ပြီးကျမခေါင်းကိုအသာလေးလို့လိုက်တယ်ဒါကိုဘယ်လိုလုပ်ခိုးတာလို့ခေါ်ရမှာလဲငါတို့ဆွေးတာသဘောကျတယ်ဆိုရင်ကောင်းကင်ဘောကတိမ်တွေဖြစ်ဖြစ်မြစ်ထဲကရေတွေဖြစ်ဖြစ်အမကညံကုန်အောင်စဉ်းစားပြီးမင်းအတွက်ယူပေးမှာပေါ့ကျမအောက်နှက်ခမ်းကိုကိုက်ထားရင်းထပ်မေးလိုက်တယ်ဒါဆိုကျမဒုတိယသခင်လေးကိုမလက်ထပ်ချင်ဘူးဆိုရင်ရောအဖေကနောက်အိမ်အောင်ပြုတ်ပြီးတဲ့နောက်ကျမတို့ညီအမနှစ်ယောက်ဟာဒီအိမ်တော်မှာမျက်နှာငယ်ရတဲ့သူတွေဖြစ်လာခဲ့တယ်ကျမတို့ရဲ့အိမ်အောင်ရေးကိုစီစဉ်ပေးမဲ့လူကြီးလည်းမရှိသလိုမယူဆိုင်ပေးမဲ့သူလည်းမရှိတော့ဘူးအရင်ဘဝမှာကျမပိတ်တွေကိုလက်ထပ်နိုင်ဖို့အမအင်အားတွေအများကြီးစိုက်ထုတ်ခဲ့ရတယ်အမရဲ့စူးစမ်းမှုတွေအလားအတမဖြစ်စေချင်ပေမဲ့မားကွက်အိမ်တော်တွေကဘဝကအရန်ပင်ပန်းလွန်းခဲ့တယ်ဒီဘဝမှာတော့အဲ့ဒီဒုက္ခတွေကိုထပ်မခံစားချင်တော့ဘူးကျမခေါင်းငုံထားပြီးအမရဲ့စိတ်ပြက်နေတဲ့မျက်လုံးတွေကိုမကြည့်ရဲခဲ့ဘူးဒါပေမဲ့အမကပြုံးပြီးနူးညံ့စွာပြောလိုက်တယ်ဒါဆိုငါတို့ဆွေကသူ့ကိုမချစ်တာပေါ့ကောင်းပြီဒီတခါတော့အမမင်းအတွက်ကြပြမရေးတော့ဘူးကျမမျက်ရည်မထိန်နိုင်တော့ပဲအမရဲ့ရင်ခွင်ထဲတိုးဝင်ပြီးငိုချလိုက်တယ်ဒါပေမဲ့အမရဲ့အားထုတ်မှုတွေအလားအသဖြစ်သွားတော့မှအမကကျမကိုတင်းတင်းဖတ်ထားရင်ပြုံးကပြောတယ်ကိစ္စမရှိပါဘူးအမမှာဆွေအရွယ်လိုက်ဖက်တဲ့စာပို့မိတ်ဆွေတွေအများကြီးရှိသေးတယ်အေးအေးဆေးဆေးရွေးကြတာပေါ့ပြီးတော့အလေးနဲ့ထားတဲ့လေတံနဲ့ဆက်ပြောတယ်ဆွေမင်းကအမေဒီလောကမှာအမအတွက်ခြံထားခဲ့တဲ့အဖိုးတန်ဆုံးယန္တနာလေးပဲဒါကြောင့်မင်းမလုပ်လို့အမအပေါ်အားနာနေစရာမလိုဘူးကောင်းပြီမင်းပိတ်တွေကိုမလက်ထက်ချင်ဘူးဆိုရင်မလက်ထက်နဲ့